ကျွန်တော်ဆိုင်ကိုဘယ်နားမှာရှိလဲဆိုပြီးတော့မေးနေကြလို့မသိသေးတဲ့ညီကိုတွေကိုကျွန်တော်ပြောပေးချင်ပါတယ်ဆိုင်ကတော့နှစ်ဆိုင်ရှိရပေါ့ဗျာ short one တော့ဘီလင်းမျိုးမွန်ပြည်နယ်ပေါ့ဘီလင်းလိပ်စာအတိအကျဆိုရင်တော့ကျွန်တော်တို့ဒီမျိုးပြင်ဘက်ထွက်တဲ့ဘက်ဂျပန်ကုန်းဘရင်တော်ရက်ကွာလို့ခေါ်တာပေါ့နော်အဲ့ဒီဘက်ခြမ်းမှာရှိပါတယ်အထင်ကြီးနေရဆိုရင်တော့ထူးကပေါ်မိုတယ်အကျော်လေးနားမှာပဲရှိပါတယ်ဗျ Jeff Flynn ဘာshort ဆိုတဲ့ cyborg Q ထောင်ထားပါတယ်အနားမှာဝေဟင်မိုးစားတောက်ဆိုင်ဆိုတာလည်းရှိပါတယ်ဗျဒါကတော့short 1တီနေရပါ short 2ကတော့ကြိုက်ထိုဆိုင်ပေါ့နော်ကြိုက်ထိုဆိုင်ကတော့ဇေယမော်တစ်လန်နောက်ရက်စတိုးရဲ့မျက်စောင်းထိုးလောက်တော့ကြာမယ်ပေါ့နော်အဲ့ဒီမှာတော့နံပါတ်1ဆိုင်ပေါ့ဗျာကြိုက်ထိုဆိုင်ကတော့အဲ့ဒီမှာရှိပါတယ်ဘာသာတော့နီးစပ်ရဆိုင်ကိုသွားပြီးတော့ညှပ်လို့ရပါတယ်ကျွန်တော်လိုမျိုးပဲတေချာယုံကြည်စိတ်ချစွာနဲ့ညှပ်လို့ရပါတယ်ဗျပြီးတော့ Google Map ကနေကြည့်ပြီးတော့လည်းကျွန်တော်တို့ Jeff Flynn ဘာရှော့ဥပမာကြိုက်ထိုဆိုကြိုက်ထိုရိုက်လိုက်ပေါ့ဗျာ Jeff Flynn ဘာရှော့ဘီလင်းဆိုရင်လည်းဘီလင်းလိုရိုက်လိုက်လို့ရှိရင်ရှားပါတယ်ဗျ Google Map ကကြည့်ပြီးတော့သွားလို့လည်းရပါတယ်ကျွန်တော် map မှာတင်ပေးထားပါတယ်ဗျကျေးဇူးတင်ပါတယ်ဗျ